ဒီခန့်ချင်းတရားကအလွန်မှတကယ်တမ်းကပြောရရင်လိုအပ်တယ်ပေါ့ဘာလို့တော့ဘဝမှာတွေ့နေရတဲ့အတွေ့အကြုံတွေရင်ဆိုင်နေရတဲ့အဖြစ်အပျက်တွေကအလုံးဟာကိုယ်စိတ်တိုင်းကြပါစေမယ်ဆိုတဲ့အနေအထားမျိုးရှိပါသလားမရှိမတော့ဟုတ်လားအကြောင်းအားလေးဆိုတော့သူဖြစ်ချင်လို့ဖြစ်နေတာလေကိုယ်စိတ်တိုင်းကြကိုယ်မြင်ခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြကြားခွင့်ပေးမှာမဟုတ်ကိုယ်စိတ်တိုင်းကြတွေ့ခွင့်ပေးမှာမဟုတ်သူအခြေအနေရတွေ့နေရကြုံနေရတာမမြင်ချင်တာတွေလည်းမြင်ရမှာပဲမကြားချင်တာတွေလည်းကြားရမှာပဲမတွေ့ကြုံလိုတာကိုလည်းတွေ့ကြုံရမှာပဲအဲ့ဒါလို့ဆိုရင်ဦးဇင်းတို့မှာသီးခံခြင်းဆိုတဲ့နော်ရင့်ကျက်တဲ့ဒီအည်အသွေးသာမပိုင်ဆိုင်ဘူးဆိုရင်ဘလို့မှအစင်မပြေနိုင်ဘူးဆိုတာကိုနားလည်ရမယ်ဟုတ်လားဒါကြောင့်အစင်မပြေတဲ့ကိစ္စတွေတွေ့လာတိုင်းကြုံလာတိုင်းရပါတယ်ထားလိုက်ပါဆိုတော့သာလေးကြော်လွှားသွားနိုင်ဖို့အရေးကြီးတယ်ဟုတ်လားသီးခံခြင်းဆိုတဲ့အည်အသွေးအလွန်မှလိုအပ်တယ်နော်ဒီမခံနိုင်လို့လည်းပဲဦးဇင်းတို့တကယ်တမ်းစိတ်တိုင်းမကြတဲ့ကိစ္စတွေကစိတ်တိုင်းကြသွားတာတော့လည်းမဟုတ်ပါဘူး။သီးမခံလို့ဒေါသဖြစ်လို့ကိုယ်ကလောင်ရတာပဲအဖတ်တင်တာပါပဲ။ဟုတ်လား။ဒါကြောင့်သီးခံခြင်းတရားနဲ့နော်ရင်ဆိုင်ဖြည့်ရှင်းနိုင်မယ်ဆိုရင်အဖြေကပိုးပြီးတော့ကောင်းကောင်းမွန်မွန်ထွက်လာမယ်။သီးမခံနိုင်ဘူးဆိုလို့ရှိရင်တွေ့နေရတာအဆင်မပြေတာတစ်မျိုး။သီးမခံလို့ဒေါသနဲ့တုံ့ပြန်လိုက်လို့ပိုးပြီးတော့ဆိုးဝါးလာတာကတစ်မျိုး။ပိုးပြီးတော့အခြေအနေပိုးပြီးတော့ဆိုးဝါးတဲ့အဖြေကိုပဲရမှာ။ဒါကြောင့်သီးခံခြင်းတရားဖြစ်တာလေအရာရာကိုအရင်တို့ရင်ဆိုင်နိုင်မယ်ဆိုရင်အလွန်ကောင်းတဲ့အကျိုးရလဒ်တွေကိုရမှာပဲဟုတ်လားဒါကြောင့်မြတ်စွာဘုရားသီးခံခြင်းတရားကိုဘယ်လိုတောင်ဟောတာတော့ခန္တီပရမတ္တဘောတိတိခာသီးခံခြင်းဆိုတဲ့အလေးအကျင့်ဟာအလေးအကျင့်တကအလေးအကျင့်တွေမှာအကောင်းဆုံးလေ့ကျင့်ပဲလို့ခေါ်ထားတာလေ့ကျင့်တဲ့နဲ့နော်ငါဒီကနေ့နော်ဘလို့အစင်မပြေတာဝဲမြင်ရဘလို့အစင်မပြေတာဝဲကြားကြအစီထဲကိုဒေါသဖြင့်မကူလောင်အောင်စေရဘူးဆိုတဲ့အဋ္ဌာမှုနဲ့လေ့ကျင့်ကြည့်ပါလားသူဖြစ်ချင်ရဖြစ်စမ်းမစေမစိတ်ထဲကိုအဲ့ဒါကဝင်ပြီးတော့မထိခိုက်စေရဘူးဆိုတဲ့စိတ်နဲ့လေ့ကျင့်ကြည့်ပါလားဒီနေ့ကစာလေးတစ်ပုဒ်ဖတ်ရတယ်နိုင်ငံခြားစာရေးဆရာတယောက်ရေးထားတာပါဖရာဟောဒေသနာတော့မဟုတ်ပါဘူးသို့တော့ကောင်းလွန်းလို့ကြိုက်လွန်းလို့နည်းနည်းတော့ပြန်ပြောကြည့်ခြင်းတခါရာရှိတယောက်ကနော်တစီကားငှားပြီးတော့မြို့ထဲကိုသွားတာတဲ့တစီလေးနဲ့သွားတာပေါ့တမျိုးလေးရောက်တော့လမ်းတနေရာရောက်တော့ကားတစ်စင်းကဘွားဆိုရှေ့ကနေပေါ်လာတိုက်တော့မလို့ဖြစ်သွားတာအဲ့ဒါနဲ့တစီသမားကလည်းအလွန်ကျွမ်းကျင်တဲ့ကားကိုပွတ်ချလိုက်တယ်မတိုက်ဘူးအောင်းစရာကောင်းတာရှေ့အမှားတဲ့ကားသူတို့ရှေ့ကကိုယ်လာတဲ့ကားသူကလည်းမှားသေးတယ်အဲ့ဒါကားတကားဖွင့်ပြီးတော့အယုဒ္ဓနတ္တဆဲပြီးတော့လက်သီးထောင်ပြတော့အရန်စိတ်ဆိုးဒါပေမဲ့နောက်ကတစီသမားပြုံးနေတယ်ပြန်ပြီးတော့လက်ပြလိုက်သေးတယ်ဘာမှမဖြစ်ဘူးအဲ့ဒီအရာရှိကအလွန်အံ့ဩတယ်တဲ့ဩအထင်လည်းကြီးသွားပါဒီတစီသမားကိုအဲ့ဒါနဲ့မမေးပဲမနေနိုင်ဘူးမေးတာနေသမ်းပါဦးကျုပ်တို့ခဏနေခုနတော့မှဆိုကားတိုက်ခံရမယ်သေးနည်းနည်းလေးပဲလိုတော့တယ်ခင်ဗျားနဲ့ကျုပ်ဆေးရုံရောက်တော့မှလည်းနည်းနည်းပဲလိုတော့တယ်ကိုလူကသူလည်းမှားသေးတယ်ခင်ဗျားကိုဆဲလဲဆဲသွားတယ်လက်သီးလည်းထောင်ပြသေးတယ်အဲ့ဒါတော့ခင်ဗျားကပြုံရွှင်ရွှင်နဲ့နော်တီးခံပြီးတော့ဘလို့နီးနဲ့ဘလို့စိတ်ထားနဲ့အဲ့ဒါကိုခင်ဗျားတုံ့ပြန်နိုင်တာတော့အဲ့လိုမေးတဲ့အခါကျတော့လက်စီသမားကပြောတယ်တဲ့လူတွေဟာလို့ပြောတယ်တော့အမိုက်တွေအပြည့်တင်ထားတဲ့အမိုက်ကားကြီးတွေလိုသွားနေကြတာလူတွေဟာအမိုက်တွေကိုတင်ပြီးတော့ဘဝခီးကိုသွားနေကြတာအမိုက်ကားတွေဟာအမိုက်တွေတင်ပြီးတော့လမ်းပေါ်သွားနေကြတာအဲ့ဒါအမိုက်တွေကဟိုအိမ်ကတင်လိုက်ဒီအိမ်ကတင်လိုက်အမိုက်ကားကြီးကအမိုက်တွေပြည့်ပြီဆိုရင်အဲ့ဒီအမိုက်တွေကိုသူဘာလုပ်ရမလို့တနေရာပြည့်ရတော့မှလေသူကားကြီးကမဆန့်တော့တနေရာပြည့်ရမှာအဲလူတွေလည်းအဲ့လိုပဲတဲ့တခါလာရင်စိတ်တိုးစရာတွေစိတ်ပြည့်စရာတွေဝမ်းနည်းစရာတွေသူတို့စိတ်ထဲမှာပြည့်လာပြီဆိုတော့အဲ့ဒါဘယ်ဟာမှသူတို့ကဖယ်မထုတ်တော့ကြားလာတော့သူတို့စိတ်ထဲမှာအမိုက်တွေကပြည့်နေလောဘဒေါသမောဟအမိုက်တွေကပြည့်နေအပြည့်လာရင်သူတို့ကလည်းတနေရာကိုစွန့်မှာစွန့်ရင်အဲ့ဒါအခက်မသိရင်ခမည်းပေါ်တယ်လားစွန့်လိုက်မယ်တဲ့အဲ့ဒီအမိုက်တွေပေါ့အဲ့ဒီအမိုက်တွေလာပြစ်ပြီဆိုရင်အဲ့ဒါခမည်းလက်ခံမလားတဲ့ဟာပဲလက်ခံမလို့သူ့အမိုက်တွေကိုကျုပ်ဘာလို့လက်ခံမလို့ဟုတ်တယ်ဘာလို့လက်ခံမလဲအဲ့ဒီဟာကိုယ်နဲ့မဆိုင်ဘူးလေအမိုက်လာစွန့်ပြီဆိုရင်လက်မခံနဲ့တဲ့ဟုတ်လားအဲ့ဒါခမည်းအဖုံးကိုလုံအောင်ပိတ်ထားတဲ့သူပြောပုံလေးဟုတ်လားအဖုံးကိုလုံအောင်ပိတ်ထားတဲ့လုံအောင်မပိတ်ရင်သူပြစ်တဲ့အမိုက်တွေကခမည်းစိတ်ထဲဝင်လာလိမ့်မယ်တော့ဒီခေတ်လူတွေဟာတော့စိတ်တိုင်းမကြဘူးစိတ်တူမှုစိတ်ပြက်မှုဝမ်းနည်းမှုဆိုတဲ့အမိုက်တွေကိုနေရာတကာစွန့်နေကြတယ်ပြစ်နေကြတယ်ဦးဇင်းအဲ့ဒါလေးကိုချဲ့ပြီးတော့စဉ်းစားပြီးတော့ဟုတ်တာပဲလို့တချို့ဆိုရင်အမိုက်တွေကိုတော့ဓာတ်ရိုက်ကိုနဲ့စကားပြောပြီးတော့ထည့်တာရှိတယ်လို့ကိုယ်တည်းကိုတဆင့်ထည့်နေတာတွေလည်းရှိတယ်သတင်းသားတွေကထည့်ကြတာလည်းရှိတယ်အမိုက်တွေတီဗီတွေကနေထည့်နေတာလည်းရှိတယ်တီဗီတွေကနေအမိုက်တွေဖြန့်နေတာရှိရနော်ဟုတ်လားပြီးတော့ဘယ်တွေကထည့်သေးတယ်Facebook တွေကနေထည့်ရအောင်မရှိဘူးလားအမိုက်တွေကိုကောင်းနဲ့ရောက်မလာဖို့ရေးကြည့်ရနော်သူပြောတဲ့စကားလေးတစ်ခုဘုံဘုံကသဘောကျတယ်လူတွေကိုအမိုက်မပြစ်အောင်တားဆီးလို့မရဘူးတဲ့လူမျိုးမျိုးစိတ်ထွေတွေဒါပေမဲ့ကိုယ်ကောင်းတဲ့ကိုအဲ့ဒီအမိုက်တွေရောက်မလာအောင်တော့ပိတ်ထားလို့ရတယ်တဲ့ဒီချာစင်သာတော့ဒီစကားတော်တော်ကောင်းတယ်ဟုတ်လားလူ
လူတွေကိုအမိုက်မစွန့်အောင်မိုက်မပြည့်အောင်ဦးဇင်းတို့လုပ်လို့မရဒါပေမဲ့ကိုယ်စိတ်ထဲကိုအဲ့ဒီအမိုက်တွေကူးဆက်မလာအောင်တော့ဦးဇင်းတို့တားလို့မရဘူးလားရတယ်ငယ်ငယ်ကဆရာတော်ဘုရားဥဇောတိကရဲ့တရားတစ်ပုဒ်ထဲမှာလည်းပဲကြပြလေးတစ်ပုဒ်ဆိုပြီးတော့နိုင်ငံသားရေးတဲ့ကြပြဆရာတော်ရေးတဲ့ကြပြတစ်ပုဒ်ဆိုပြီးတော့အဲ့ဒါလေးလည်းစိတ်ထဲဆွဲနေတာတခုရှိတယ်အဲ့ဒါကတော့ဘာပြောလို့ဆိုတော့ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားအောင်ဦးဇင်းတို့တားလို့မရပါဘူးတဲ့ကောင်းငင်မှာငှက်တွေပြန်သွားတာကိုပြန်မသွားဘူးလို့တားလို့ဦးဇင်းတို့မှာအစွမ်းမရှိဘူးငှက်တွေပြန်မှာပဲတားလို့မရဘူးဒါပေမဲ့ကိုယ့်ရဲ့ခေါင်းထဲက7ထဲကိုတော့ငှက်တွေအတိုက်လာမလို့အောင်တော့တားလို့ရပါတယ်တဲ့ဘယ်တော့ကောင်းတော့ဒီစကားဘယ်တော့ကောင်းတော့စဉ်းစားသားဟင်တက္ကမကြီးတွေအကုန်လုံးနားလည်နိုင်တဲ့အစွမ်းရှိမလို့ဦးဇင်းကယုံကြည်ပြီးတော့ပြောနေတာနော်ကောင်းငင်မှာပြန်သွားတဲ့ငှက်တွေကိုတားနိုင်တဲ့အစွမ်းမရှိပါဘူးသို့တော့ကိုယ်ကောင်းထဲက7မို့တော့ငှက်တိုက်လာမလို့အောင်တော့တားလို့ရတယ်ဒီခံခြင်းနဲ့ပတ်သက်ပြီးတော့စကားတွေထွက်သွားတာနော်ဒါဘာပြောချင်တာတော့ဘာဒီဘလို့ပဲတွေ့ရကြုံရပြင်းရမြင်ရဟုတ်လားမြင်ရကြားရကိုယ့်ရဲ့စိတ်ကိုမတူအောင်ဒေါသမဖြစ်အောင်အကျဉ်းတော်မလုပ်အောင်လို့စူးစမ်းရသိခံရမယ်ဆိုပြောတာဟုတ်လား